ပြည်တွင်းရွှေဈေးစနစ်ဟောင်းဟာတစ်ကြက်သားကိုကျပ်69သိန်းကျော်ရောက်လာနေပါတယ်။ဒီအချက်တွေအရ2026ခုနှစ်ဇန်နဝါရီလအတွင်းသိန်း100နာရောက်လာမယ်လို့ခန့်မှန်းရပါတယ်။ကမ္ဘာရွှေဈေးဟာလည်းဆက်တိုက်မြင့်တက်လာခဲ့ပြီးဇန်နဝါရီလ23ရက်နေ့မှာတအောင်စကိုအမေရိကန်ဒေါ်လာ4600အထိရောက်ရှိလာခဲ့ပါတယ်။ညနေပိုင်းမှာတော့အမေရိကန်ဒေါ်လာ4592ကိုပြန်ရောက်သွားပါတယ်။ကမ္ဘာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူရွှေဈေးမြင့်တက်လာနေတာဖြစ်တယ်လို့ပြည်တွင်းမှာလည်းဈေးမငြိမ်နေပါ2026ခုနှစ်ရွှေဈေးဟာခံမှန်းထားတာထက်ပိုပြီးဈေးမြင့်တက်လာနေလို့2025ခုနှစ်စံချိန်ကိုကျော်သွားမလားတွေးစရာပါရွှေဈေးစံချိန်တင်မြင့်တက်လာမှုနဲ့အတူမြန်မာနိုင်ငံအထက်ပိုင်းရွှေတူးဖော်မှုဟာလည်းစံချိန်တင်လာနိုင်ပါတယ်လက်ရှိမြင့်တက်နေတဲ့ဈေးနှုန်းတွေရဆိုရင်ဇန်နဝါရီလအတွင်းမှာရွှေဈေး300ကျော်လာနိုင်ပါတယ်စစ်ကောင်စီလက်အောက်ခံရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကတော့တစ်ကြက်သားကျပ်သိန်း60လို့သတ်မှတ်ထားပါတယ်။ရန်ကုန်ရွှေဈေးနဲ့ပြင်ပရွှေဈေးဟာတစ်ကြက်သားကိုကျပ်38သိန်းအထိကွာဟနေတာတွေ့ရပါတယ်။